မင်္ဂလာပါဗျာဒီတခါတော့ကြပြရွတ်မပြတော့ဘူးဝါကြလေးတစ်ချောင်းကိုရေးပြမယ်ဖတ်ပြမယ်ပေါ့နော်တခြားသူမပါဘူးဒီနေ့ကကျွန်တော်ရဲ့ကျောင်းသူလေးပေါ့နော်သူစာရေးတဲ့အခါမှာကျွန်တော်ဆရာကြီးကိုလူတဲ့ငါတင်ပါတယ်စာရေးတဲ့အခါမှာစလုံးစုပေါ့နော်စလုံးစုအစိတ်အကျဲဆိုပြီးတော့ကျွန်တော်ဆရာကြီးကတင်ပါတယ်စလုံးစုအစိတ်အကျဲအင်္ဂလိပ်စာမှာဆိုရင်တော့ phrase လို့ခေါ်မလားပေါ့နော်ကျွန်တော်မြန်မာစာမှာဆိုရင်တော့စလုံးစုအစိတ်ကျဲလေးတွေရှိတယ်ပေါ့အဲ့ဒါစလုံးစုအစိတ်ကျဲမရေးတဲ့အခါကျတော့စာဖတ်ရတာမှားပါဒီနေ့ကစာရောက်နေတော့ဗာလိတော့တွေ့ရတယ်ဆိုတော့သူကရေးထားတာကမိမစိုးကျွန်တော်ကဒီစာကြောင်းလေးကိုမြင်တော့ကိုကတော့အဓိပ္ပာယ်တော့သိတယ်ပေါ့ဒါပေမဲ့အဲ့မှာရေးတဲ့ကလေးကိုဆရာကသမီးတို့အဲ့စာကြောင်းဆရာဖတ်ပြပါအောင်ဆိုမိမစိုးအမုန်းသည်တဲ့ဘဝသည်မြတ်နှင့်တုံးစီတော့ဘူးစက်တန်စင်မင်းကဆိုခဲ့လေသည်ဆိုပြီးတော့သူကဖတ်ပါလေရောအဲ့ဒါနဲ့ကျွန်တော်နောက်တစ်တရားကိုဖတ်ခိုင်းတယ်သမီးဒီကဖတ်ပြစမ်းမအောင်လို့ဆိုတော့နောက်တစ်တက်ကလည်းဖတ်ပြန်တယ်ကျွန်တော်တပည့်တွေပေါ့မိမစိုးအမုန်းသည်ဘဝသည်မြတ်နှင့်တုံးစီတော့စက်တန်စင်မင်းကဆိုခဲ့လေသည်တဲ့အဲ့မှာသူကစလုံးမတ်ပုံတွေမှားတာတွေရှိတယ်အောင်မြစ်တွေကြံခဲ့တာတွေရှိတယ်ဒီနေရာမှာကျတော့ကျွန်တော်တို့ကဘာမကွဲဘူးလဲဆိုတော့စလုံးစုအစိတ်အကျဲမကွဲဘူးပေါ့ဆိုရင်ကစလုံးကစုတဲ့နေရာမှာမစုပဲနဲ့မစုတဲ့နေရာမှာသွားပြီးတော့စုတယ်ကျဲရမယ့်နေရာမှာမကျဲပဲနဲ့မကျဲရနေမှာသွားကျဲတာတွေရှိတာပေါ့အဲ့တော့မိမစိုးအမုန်းအဲ့တော့အမေရိကန်ရေးရမှာကဒီလိုလေးရေးရမှာပေါ့စလုံးစုစိတ်ကျဲဆိုတာကဥပမာဆိုတော့မိမစိုးအမုန်းဟိုနောက်ကဘာလုပ်လဲဆိုတော့ဒီဘဝဘာလုပ်လဲဆိုတော့ဒီမြတ်နဲ့အဲ့ဒီမှာဒီမြတ်နဲ့ဘာလုပ်လဲဆိုတော့တုံးစီတော့တော်ရီပေါ့ဟုတ်ဘသူကလဲဆိုတော့စက်တန်ကနားငယ်မဟုတ်ဘူးနော်ဓာတ်တွေနှလုံးစက်နာစက်တန်ဆိုတာကစက်ဓာတ်ပေါ့စက်ကဒန္ဒလို့ဆိုမှာပေါ့အဲ့တော့စက်တဲ့စင်မင်းကဆိုခဲ့လေဒီလိုလေးသူ့နေရာလေးနဲ့သူစုတဲ့နေရာလေးမှာစုချဲတဲ့နေရာလေးမှာချဲစုတဲ့စကလုံးလေးတွေကိုစုပြီးရေးတယ်ဆိုရင်တော့ရေးတဲ့လူလည်းမှန်တယ်လို့ဖတ်တဲ့သူလည်းမှန်တယ်ပေါ့အခုရေးတဲ့သူကမှားတဲ့ခါကျတော့နောက်ကမသိလို့ဖတ်တဲ့သူကဘာလို့ဆိုအမှားနဲ့ဖတ်တတ်တယ်ဒါကြောင့်မို့မြန်မာစာရေးတဲ့အခါမှာညီတွေညီမတွေတူတွေတူမတွေသားငယ်သမီးငယ်တို့စလုံးစုလေးတွေကိုစလုံးအစုအစိတ်အကျဲလေးတွေကိုရေးတတ်အောင်အရင်ဦးဆုံးလေ့လာပါလေ့ကျင့်ပါလို့ဒီနေရာကနေပဲတဆင့်အမှားစကားလေးပါလိုက်ချင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျာ